အားလုံးပဲမင်္ဂလာပါကျွန်တော်စောနေကြ back and arms လေ့ကျင့်ခန်းလေးတွေကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်ကျွန်တော်စောနေတဲ့ပုံစံလေးကိုမျှဝေပေးရှင်းတာဖြစ်ပါတယ်ကျွန်တော်ဆရာကြီးလည်းမဟုတ်ပါဘူးကျွန်တော် trainer လည်းမဟုတ်ပါဘူးခင်ဗျပြီးတော့ကျွန်တော်ရဲ့တနေ့တာစားသုံးပုံစံမေးတဲ့လူတွေများလို့ကျွန်တော်အနေငယ်ပြပြပါမယ်မနေ့စားလေးဖြစ်ရတယ်ခါဘွန်လေးဆိုဒီကောင်းရင်ငပြိုးကြီးရဲ့လောက်ပဲပါအောင်နော်ဒီကောင်ကနို့ရင်ကျွန်တော် protein အမုတ်နည်းနည်းကျန်နေအောင်နော်အဲ့ဒါကျွန်တော်ထည့်ထားတယ်ပြင်တာအမေသားနဲ့ကြက်သားနဲ့ကျွန်တော်ပြုတ်တာပေါ့နော်အဲ့လိုကာဗွန်လေးကိုချောတာပေါ့နော်မနေ့ပိုင်းဆိုအသားလေးပဲလေးနည်းနည်းတိုးစားတယ်ဒီနေ့မှဒီအသားတခြားစားပြတာနော်ပုံမှန်ဆိုကျွန်တော်စားအောင်စားဒီကောင်ရင်လောက်နေပဲကျွန်တော်အလုပ်သွားနေပေါ့နော်ပြီးတော့မနေ့9နိုင်နေစပြီးတော့ကျွန်တော်အလုပ်စားလုပ်ရပါတယ်ကျွန်တော်ရေဝိတ်ရောချိန်ကြီးတဲ့အချိန်မှာ90နှစ်ကျော်ကျန်နေတယ်ပေါ့နော်ပြီးနေ့လေ12နိုင်ချင်းကျွန်တော်တစ်ခေါက်ပြန်နားရတယ်ပေါ့နော်အမမုတ်တွေပါလေရလာတော့ကျွန်တော်စားပြန်တယ်အိမ်မရောက်တာနဲ့ကျွန်တော်ဟင်းစားချက်တယ်ပေါ့နော်ဟင်းကဘာလို့ကြိုပြီးချက်လဲဆိုရင်ကျွန်တော်စော့ပြီးကျွန်တော်မချက်ချင်တော့ဟောပြီးတော့အချိန်လည်းတိတ်မလောက်တာကြီးကျွန်တော်ရှိလို့ကျွန်တော်ကြိုပြီးတော့ကျွန်တော်ချက်တယ်ပြီးတော့ကျွန်တော်နေ့လေစားတော့ကျွန်တော်တငယ်ချင်းချက်ထားတယ်ကျွန်တော်ဝက်သားနဲ့ဟိုဟာနဲ့ပေါ့နော်မြင့်နဲ့ပေါ့နော်အဲဒါကျွန်တော်ကျဲဦးနဲ့ကျွန်တော်စားတယ်ပြီးတော့လေကျွန်တော်လေ့ကျင့်ခန်းလုပ်ရမှာဆိုတော့ကျွန်တော်ရသလောက်သမင်းကိုမများစားတယ်ပေါ့နော်ဟိုထုံးစံတိုင်းပဲဆရာကြီးကတပကံနဲ့မလောက်ဘူးအနပကံစားတယ်အမှ3ပကံစားတယ်ပြီးတော့မုတ်လေးပါလေးလည်းထပ်စားလိုက်သေးရပါတော့ကျွန်တော်ကမစောခင်တနားရီလောက်အလိုမလို့ကျွန်တော်ကကျဲဥတွေကျွန်တော်ဘိုင်းရစားတာကိုကစောဖို့နီးတယ်ဆိုရင်ကျဲဥမစားပါနဲ့ကျွန်တော်အစာမကြေပဲဖြစ်ပါလိမ့်မယ်တနားရီလောက်ချားပြီးတော့ကျွန်တော်စပြီးတော့ကျွန်တော်စောပါတယ်အမှကျွန်တော်ဘက်ကအတွက်ကျွန်တော်သွေးပူလေးပါလေးကျွန်တော်ရင်လှုပ်တယ်ကျွန်တော်ကဘောနော်ခဏကိုယ်နဲ့ကပ်ပြီးဆွဲရတဲ့ဟာကျွန်တော်တခုသွေးပူလုပ်တယ်4-5ချက်လောက်ပေါ့နော်ပြီးရင်ခဏကိုယ်ကနေကျွန်တော်တို့ဒီ flare ပေါ့နော် elbow flare ဆိုတာကျွန်တော်ဒီခဏကိုယ်ကနေတတောင်စီအောင်ဘေးဘက်ကိုတွန်းပိုးလိုက်တဲ့ဟာလိုမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်4-5ချက်ကျွန်တော်တွေးပူလုပ်တယ်ပြီးရင်တော့ကျွန်တော်စားပြီးတော့ဆော့ပါပြီအမှကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ကပ်ပြီးတော့ကျွန်တော်ဆွဲပါတယ်ကျွန်တော်ဒါကို6ချိန်နဲ့10ချိန်ကြားရတဲ့အချိန်ကြီးကိုကျွန်တော်လုပ်ပါတယ်ကျွန်တော်ဒါကိုနှစ်ကြောဆော့ပါတယ်ကျွန်တော်ဒီတတောင်စီရောပေါ့နော်ခုနကကျွန်တော်ဒီလိုခန္ဓာကိုယ်နဲ့ကပ်ပြီးတော့ဆွဲတာနေကျွန်တော်ခုကကျွန်တော်ဒီခန္ဓာကိုယ်နဲ့အဝေးပေါ့နော်ဒီလို flare ပေါ့နော်ဒီလိုကနေခုနကဒီလိုသွားတယ်အခုကဒီလိုသွားအောင်ပေါ့နော်ဒီလိုအောက်နဲ့ကျွန်တော်ဒီဘေးပေါ့နော်အဲ့လို flare သွားအောင်ပေါ့နော်အဲ့ဒါလောက်ပါမယ်ဒီဟာကိုလည်းကျွန်တော်နှစ်ကြောဆော့ပါတယ်ခုမှစပြီးဆော့မဲ့လူတွေ3ကြောလောက်ကျွန်တော်ဆော့ပါကျွန်တော်ဖောင်လေးလေးကျင့်မှာဆိုတော့4ကြောလောက်လည်းကျွန်တော်ဘာဖြစ်ပေါ့နော်အလေးပေါ့နေကျွန်တော်ဖောင်အရင်ဆုံးလေ့ကျင့်ပါကျွန်တော်တို့အလေးတွေကျွန်တော်တို့စိတ်ထဲမထားသေးပါနဲ့ပြီးရင်ကျွန်တော်တို့ single arm numero တောင်းပေါ့နော်ဒီဟာလုပ်တဲ့ချိန်ကျရင်ကျွန်တော်အမြဲတမ်းလည်းပြောတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတွေလည်းခဏခဏလုပ်ပြီးဖို့ပေါ့နော်ကျွန်တော်တို့ဒီလိုဆွဲတာနေကျွန်တော်ဒီလောက်ထိပဲပေါ့နော်ပြီးရင်ချားချိန်ကနေဒီလောက်ပဲပေါ့နော်ကျွန်တော်တို့ဒီ single numero ရလောက်ရတဲ့ကျွန်တော်တို့ရွေးဆက်ကျွန်တော်ဒီ less ပေါ့နော်ကျွန်တော်ဒီအတောင်မှန်ကျွန်တော်တို့ထိရှင်တို့ကျွန်တော်တို့လောက်တာပါဒါကြောင့်မလို့ဥမာကျွန်တော်တို့ဒီအောက်ထိချလိုက်နေတယ်ကျွန်တော်တို့စဉ်းစားကြည့်ပေါ့နော်ကျွန်တော်ဒီလက်မောင်းတစ်ခုလုံးကဒီကုန်းနဲ့ချိတ်ထားတဲ့အချိန်မှာကျွန်တော်တို့ကဆွဲတက်တဲ့အချိန်ကနေကုန်းအားကြီးတုံးနေရပါပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ခုနကတော့လည်းဒီ roll လုပ်ပြရပြီအချိန်မှာကျွန်တော်ဒီကုန်းကိုလည်းဆော့ပြလိုက်ပေါ့နော်အဲကြောင့်မလို့ခုကျွန်တော်တို့ကဒီကကျွန်တော်ဒီ less ပေါ့နော်ဒီကောင်ဆော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အောက်ထိချကြမလို့ကျွန်တော်ဒီသူ့ရဲ့ function ပေါ့နော်သူအလုပ်လုပ်နေပြီဆိုတော့ကျွန်တော်တို့ရရပါတော့เนาะအကြောင်းမို့ဒီလောက်ထားမယ်ချလိုက်ပြီးတော့ဒီပုံမှန်လောက်ပေါ့နော်ပြီးဆွဲရနေဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီလောက်ထိသွားလိုက်မယ်ဆိုရင်ဒီအပေါ်ထိသွားလိုက်မယ်ဆိုကျွန်တော်ဒီတန်းကြောင်ဒီဟာပြန်တော့ထိတယ်ပေါ့နော်ဒီနောက်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီလောက်ပဲရတယ်ကျွန်တော်ဒီလိုသွားမယ်ဒီလောက်ပဲပေါ့နော်ဆွဲမယ်ချမယ်ဆွဲမယ်လို့ပေါ့နော်ဒီအပေါ်ကြီးကိုဆွဲတာမဟုတ်ဘူးねကျွန်တော်ဒီအနောက်ကိုပေါ့နော်ဒီနောက်ကိုဆွဲလာမယ်ချမယ်ပေါ့နော်လို့မျိုးလုပ်ပါမယ်ခန္ဓာကိုယ်နဲ့ရသလောက်ကတ်တာပေါ့နော်ကျွန်တော်ခန္ဓာကိုယ်နဲ့ကတ်ပြီးဆွဲမယ်ကတ်ပြီးချမယ်ဆွဲတင်မယ်ချမယ်ကျွန်တော်တို့လိုမျိုးပဲရှိပါလေကျွန်တော်တို့အဲ့လိုမျိုးသွားပါတော့ချိုးကျွန်တော်တို့လိုပြီးသွားခင်
ခဏကိုရိမ့်မှုမလိုပါဘူးကျွန်တော်တို့ခဏကိုငြိမ်အောင်ထိမှာကျွန်တော်တို့အဲ့လောက်ပဲသွားနေရပါပြီလုံလောက်ပါပြီဘယ်ဖက်ကို3ချိန်ညာဖက်ကို2ချိန်စောလိုက်ပါလေကျွန်တော်အခုလိုမျှဝေနေရတယ်ကျွန်တော်ကတော့ဆရာကြီးပါကျွန်တော်လုံးနေရတော့မှန်ပါလေကျွန်တော်တော့တီးပါတယ်ဆိုပြီးကျွန်တော်မပြောပါဘူးကျွန်တော်တော့ဒီလေးချင်းကကျွန်တော်ဒီလိုမျိုးနေစောနေပါလေဆိုတော့ကျွန်တော်ပြချင်တာလေးပဲရှိပါတယ်ဒီနေ့ကျွန်တော်ဘယ်လိုစောလဲဆိုတော့ကျွန်တော်ပြချင်တဲ့ဆန္ဒလေးပဲရှိရပါတော့အဲဆိုတော့အစဉ်ပြေကျွန်တော်လိုက်စောပါအစဉ်ပြေရင်ကိုကြားရပုံစံနဲ့ကိုစောလို့ရပါတယ်ကျွန်တော်ကြားရပုံစံနဲ့ကျွန်တော်စောလို့ရပါတယ်ကျွန်တော်ပုံစံလေးအများကြီးရှိပါတယ်အခုကျွန်တော်ဒီပိုင်ဆက်တော့ပေါ့နော်လက်မောင်းရှေ့အတွက်ကျွန်တော်စောမှဖြစ်ပါတယ်ဒီလက်မောင်းရှေ့အတွက်စောမှဆိုကျွန်တော်ဗာလေးချင်းနဲ့ရွေးရမလဲဆိုရင်ကြိုက်တဲ့လေးချင်းကကျွန်တော်ရွေးပါကျွန်တော်လက်မောင်းကိုရတဲ့လေးချင်းကတော့ဘာမှဆိုကျွန်တော်တို့ရပါတယ်ဘယ်လေးချင်းကမှဆိုကျွန်တော်တို့တခြားရွေးပေါ့နော်တခြားရွေးပြီးဒီလေးချင်းကမှပဲကျွန်တော်တို့တဖြည်းဖြည်းတန်မာအောင်လုပ်ပေါ့နော်အလေးတွေတိုးနိုင်အောင်ကျွန်တော်တခြားလေးစောပေးမယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေပါတယ်ပိုင်ဆက်တော့ကျွန်တော်ဒီဟောပါနော်feature crop ပဲကျွန်တော်လုပ်ပါမယ်ကျွန်တော်ဒီဟာပဲရမ်းကြိုက်တယ်ပေါ့နော်ကျွန်တော်အခုဘယ်ဘက်ကိုကျွန်တော်9ချက်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ညာဘက်ကပို့ပြီးတန်နေဆိုတော့ကျွန်တော်9ချက်မှာပဲကျွန်တော်ရက်ပါမယ်ညာဘက်ကိုလည်းကျွန်တော်ပို့ပြီးတော့မလုပ်တော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဘယ်နဲ့ညာပေါ့နော်ကျွန်တော်နဲ့ညာပဲနဲ့ပို့ကြီးနေပါတော့ကျွန်တော်အခုကျွန်တော်ဒီ tricep အောင်ဆိုကြမှာနော် tricep လောက်ဆောင်မှုလေးကျွန်တော်နည်းနည်းပြောပြချင်ပါလေကျွန်တော်ဒါဂျင်သွားဖြစ်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီလက်မောင်းပေါ်ပြအတီထားတဲ့လေ့ကျင့်ခန်းတစ်ခုကျွန်တော်လုပ်မယ်ပြီးကျွန်တော်ဒီလက်မောင်းနဲ့ပါလှုပ်ရှားမယ်လေ့ကျင့်ခန်းတစ်ခုကျွန်တော်ရွေးပါမယ်နှစ်ခုရွေးပါမယ် tricep အတွက်တော့ကျွန်တော် scar crusher နဲ့ GM press ကျွန်တော်လုပ်ပါနေကျွန်တော်မှရွေးချယ်စရာအများကြီးမရှိဘူးဆိုတော့ကျွန်တော်ဒါကိုပဲတခြားလုပ်တယ်ပေါ့နော်ကျွန်တော်ပစ္စည်းအကောင်းစားတွေသုံးနေတင်နေမှာဆိုလို့ပေါ့နော်ဒီခြေရတဲ့ဟာဘာလဲဆိုရင်ကျွန်တော်တို့ဒီ neck time ပေါ့နော်ကျွန်တော်လေပင်ခြေရပါအိမ်မှာပဲစောနေလို့ဆိုရင်ကျွန်တော်ဒီ client push တော့တေချာလုပ်ပါဒီတစ်ခုတည်းနဲ့တော့အရင်ရှင်းပြနေပါပြီဒီကောင်ကကျွန်တော်တကြောပဲစောပါတော့မယ်ကျွန်တော်မှအချိန်နဲ့တိတ်မရှိတော့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်ကြက်သားရယ်သမင်းရယ်ကျွန်တော်ကျဲဥရယ်ကျွန်တော်စားပါတယ်ပြီးတော့4နိုင်ရက်နေ9နိုင်ထိကျွန်တော်အလုပ်ပြင်သွားရပါတယ်ဒီနေ့ကတော့ kitchen အကူသွားလုပ်ရမှာဖြစ်ပါတယ်ညပြန်လာတော့ကျွန်တော်သမင်းလည်းတိတ်မလောက်တာနဲ့ကျွန်တော်ခောက်ဆွဲရယ်ကျွန်တော်မဲသားရယ်ကြက်သားရယ်ကျွန်တော်ဝက်သားရယ်ထိုဖူးတွေအကုန်လုံးရိုးပြီးတော့ကျွန်တော်စားပါတယ်သမင်းကလည်းကျွန်တော်ပါပါသေးတယ်အားလုံးကျေးဇူးတင်ပါတယ်